Google စာတွင်ညောင်နှုံးတူ website ကိုဝင်ကညောင်နှုံးတူလေး software မှာရေးထားတဲ့ဟာတွေကိုအသုံးပြုနိုင်ပါတယ်။ website ကိုအသုံးပြုနေသူကချစ်ရတဲ့သူအတွက်ဖန်တီးထားတဲ့ဆိုပြီးပြန်ပြင်နိုင်ပါတယ်။အသုံးပြုသူတွေကသူတို့ရဲ့ချစ်ရတဲ့သူတွေအတွက် website ဖန်တီးထားတာဆိုပြီးပြင်နိုင်ပါတယ်။ညောင်နှုံးတူ website ကိုဝင်ကဖန်တီးသူအချက်လက်ကိုဝင်ပြီးစာသားပြောင်းဖို့အတွက်ဘသူအတွက်ဖန်တီးထားတယ်ဆိုတဲ့စာသားကိုထိလိုက်ပါ။လုံခြုံရေးမေးခွန်းမေးရင်ငမိုးရိပ်လိုစာရိုက်ပြီးဖြေလိုက်ပါပထမဆုံးအနေနဲ့ဘသူအတွက် website ဖန်တီးထားတယ်ဆိုတဲ့စာလေးခုကိုရွေးချယ်ပြီးပြင်နည်းကိုပြပါမယ်။ website server ပေါ်တင်ဖို့အတွက်ချစ်သူတပ်ပုံတစ်ပုံကို ID အဖြစ်မဖြစ်မနေအသုံးပြုရမှာပါ။ server ပေါ်မတင်ချင်ရင် cancel ကိုနှုတ်ပြီးဖုန်းထဲ၌သာသိမ်းနိုင်ပါတယ်။ပြောင်းလဲမှုသိမ်းစီမီခလုတ်ကိုထိပြီးဖုန်းထဲဖြစ်ဖြစ် server ပေါ်မှာဖြစ်ဖြစ်သိမ်းနိုင်ပါတယ်။ဖုန်းထဲဆိုရင် cancel ကိုထိပါ server ပေါ်ဆိုရင် OK ကိုထိပါဓာတ်ပုံသိမ်းပေးသည့်စာပါကြတော့ကြောင့်သိမ်းမရဖြစ်တတ်ပါတယ်ခဏကြာရင်ထပ်ဆန်းကြည့်ပါဓာတ်ပုံတစ်ပုံတင်ပြီးရင်အောက်ကစာတွေကြိုက်တယ်လို့ပြောင်းလို့ရပါတယ်ချစ်သူနာမည်မှာချစ်သူအမည်ရိုက်ထည့်ပါအဝိုင်းစာသားမှာချစ်သူအတွက်ရည်ရွယ်ပြီးစာသားတစ်ခုရိုက်ထည့်ပါချစ်တချင်းရွေးကိုထိပြီးချစ်သူကိုနားထောင်စေခြင်းနဲ့တချင်းတစ်ပုတ်ထည့်ပါပြန်ပိတ်ပါခလုတ်ကိုထိပြီးစာသားပြောင်းလဲနိုင်ပြီးဘောက်ကိုပိတ်ပြီးတချင်းနားထောင်ပါမြို့မှာအလှဆုံးဆိုတဲ့စာသားကိုထိပြီးကိုခုနကရိုက်ထည့်လိုက်တဲ့ချစ်သူအမည်ကို 3D အနေနဲ့စာသားကိုကစားပြီးချစ်သူနဲ့ RO လို့ရပါတယ်စပီကာ icon ကိုထိပြီးတချင်းနားထောင်ပြီးချစ်သူနဲ့ RO လို့ရပါတယ်3D အနေနဲ့ပေါ်လာမှာပါပြီးရင်ချစ်သူအမည်ကမီနုမှာဘယင်မရိုက်ထည့်တဲ့ချစ်သူအမည်ပေါ်လာမှာပါဘယင်မချစ်သူအမည်ကိုထိပြီးချစ်သူ 3D အသေးပုံကို 3D လှည့်ပြီးချစ်သူဘယင်မကိုတက်သားတွေကအလေးပြုနေပုံကိုကြည့်ပြီးချစ်သူနဲ့ RO လို့ရပါတယ်စာပါပေါ်မတင်ပဲဖုန်းထဲမှာပဲမှတ်ထားပြီးချစ်သူနဲ့ RO ခြင်းတဲ့လူတွေအတွက် cancel ကိုထိပြီးကိုဖုန်းထဲမှာပဲဓာတ်ပုံတချင်းစာသားတွေကိုမှတ်ထားပြီး RO နိုင်ပါတယ်စာပါပေါ်လုံးဝမရောက်ပါမင်းတို့ဒီနေရာမင်းကပြင်နေ